မင်္ဂလာပါအခြေခံတရုတ်စကားပြောအတွက်ကျမတို့ကထွေးကြံ့ဆိုတဲ့အသုံးလေးကိုလည်းသိထားဖို့လိုပါတယ်အဲ့တော့ကျမတို့တွေကဥပမာတရုတ်စကားသင်ချင်တယ်ဘယ်ဆီယမအကောင်းလဲဘယ်သင်တန်းအကောင်းလဲငါ့ကိုညွှန်းပေးစမ်းပါအောင်ဟောပေါ်စားခြင်းနဲ့ဘယ်ဆိုင်ရကောင်းလဲငါ့ကို recommend ပေးပါအောင်ညွှန်းပေးပါအောင်အဲ့ဒီအတိုင်းပြောချင်တဲ့အခါမှာထွေးကြံ့ကလေးကိုလာသုံးရုံပဲရမယ်နော်ကျမတို့ဒီမှာရေးထားတယ်我想推荐ဆိုတော့ငါ recommend ပေးချင်ပါတယ်တဲ့ငါညွှန်းပေးချင်တယ်这家书店ဒီစာအုပ်ဆိုင်ကိုငါညွှန်းပေးချင်တယ်တဲ့အဲ့တော့ဟောပေါ်ဆိုင်ကိုကွာညွှန်းချင်တယ်ဆိုရင်လေဒီနေရာမှာဟောကော店ပေါ့နောက်တစ်ခုလေးက我想给你推荐ဆိုတော့ငါမင်းကို recommend ပေးချင်တယ်ငါမင်းကိုညွှန်းပေးချင်တယ်ဘာကိုညွှန်းပေးချင်တာလဲဆိုတော့一个地方နေရာတစ်ခုညွှန်းပေးချင်တယ်တဲ့နောက်တစ်ခုလေးက如果တဲ့အကယ်၍တဲ့你想学汉语汉语ဆိုတာဒီတရုတ်စကားသင်ချင်နေဆိုရင်တဲ့အကယ်၍တရုတ်စကားသင်ချင်ရင်တဲ့我想推荐 recommend ပေးချင်ပါတယ်我想推荐切 Chinese class ဒါဆိုရင်切 Chinese class ကို recommend ပေးချင်တယ်我想推荐这个学校ဒါဆိုလို့ရှိရင်ဒီကျောင်းကိုငါက recommend ပေးချင်တယ်我想推荐这个老师ဒီဆရာမကို recommend ပေးချင်ပါတယ်ရတယ်နော်